လက်ရှိ Forbes magazine ကနေပြီးတော့မှစီးရင်ထုတ်ပြန်ချက်အရဆိုလို့ရှိရင် Elon Musk ရဲ့ပေါ့နော်အတရင်ချမ်းသာကြွယ်ဝမှုတန်ဖိုးပါဆိုလို့ရှိရင်ဒေါ်လာ491ဘီလီယံအထိရှိနေပြီးတော့မှသူဟာကမ္ဘာနံပါတ်1အချမ်းသာဆုံးပုဂ္ဂိုလ်နေရာမှာရှိနေတာဖြစ်ပါတယ်Elon Musk ကနေပြီးတော့မှ state ပါဝင်မှုအများဆုံးရှိထားတဲ့ပေါ့နော် SpaceX company ကလည်းပဲလာမယ့်2026ခုနှစ်ထဲမှာဆိုလို့ရှိရင်ဒါ IPO လုပ်မယ်ဆိုပြီးတော့မှ Bloomberg သတင်းဌာနကနေပြီးတော့မှသတင်းထုတ်ပြန်ထားတာကိုလည်းတွေ့ရပါတယ်လက်ရှိမှာဆိုလို့ရှိရင် Elon Musk ရဲ့ပေါ့နော် stake ပိုင်ဆိုင်မှုအများဆုံးရှိထားတဲ့ company တွေထဲမှာဆိုလို့ရှိရင် Tesla ရှိမယ်ပေါ့နော် SpaceX ရှိမယ်ဒီ XAI ရှိမယ် Neuralink ရှိမယ် The Boring Company ဆိုပြီးတော့မှရှိမယ်အဲ့ဒီရဲ့ company တွေထဲမှာ Elon Musk ရဲ့ stake ပါဝင်မှုဟာဆိုလို့ရှိရင်အများဆုံးရှိနေတာဖြစ်ပါတယ်အဲ့တော့ Tesla ဟာဆိုလို့ရှိရင်တော့ပေါ့နော်ဒီရဲ့ company ဈေးကွက်အရင်ပြုတန်ဖိုးဟာဒေါ်လာ1.5 trillion နဲ့ဒါတန်ဖိုးအကြီးဆုံး Elon Musk stake ပိုင်ဆိုင်မှုရှိထားတဲ့ company တွေထဲမှာတန်ဖိုးအကြီးဆုံး company တစ်ခုအနေနဲ့ရှိနေတာကိုလည်းတွေ့ရတာမျိုးဖြစ်ပါတယ်အဲ့ဒီရဲ့ Elon Musk stake ပိုင်ဆိုင်မှုရှိထားတဲ့ company တွေအကုန်လုံးပေါင်းရဲ့ပေါ့နော်ဒီဈေးကွက်တန်ဖိုးအလုံးကြည့်မယ်ဆိုလို့ရှိရင်တော့ဒေါ်လာ1.5 trillion အထိကိုရှိနေတာကိုလည်းတွေ့ရတာမျိုးဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီ Elon Musk အနေနဲ့ stake ပိုင်ဆိုင်မှုအများဆုံးရှိထားတဲ့ company တွေထဲမှာ Tesla တခုကလွဲလို့ရှိရင်ကျန်တဲ့ company တွေဟာ private company အနေနဲ့ပဲရှိနေသေးတာဖြစ်ပါတယ် Tesla company တခုကသာလေ publicly traded company အနေနဲ့ရှိနေပြီးတော့မှဒါ Nasdaq Stock Exchange မှာဆိုလို့ရှိရင်စီးရင်သွင်းပြီးတော့မှအယောင်းဝယ်လုပ်ခွင့်ရထားတဲ့ပေါ့နော်ဒီ public share တွေကိုထုတ်ဝေရောင်းချပြီးတော့မှအယောင်းဝယ်လုပ်နေတဲ့နည်းပညာ share တခုအနေနဲ့ဒါဈေးကွက်ထဲမှာရှိနေတာအယောင်းဝယ်လုပ်နေကြတာမျိုးဖြစ်ပါတယ်ကျန်တဲ့ company တွေကတော့ဒါ private အနေနဲ့ပဲရှိနေသေးတယ်ပေါ့နော်ဈေးကွက်ထဲမှာဆိုလို့ရှိရင် investor တွေအနေနဲ့အယောင်းဝယ်လုပ်လို့ရတဲ့အနေအထားမျိုးမဟုတ်သေးပါဘူးအဲ့တော့ဒီအဲမှာဆိုလို့ရှိရင် SpaceX ကလာမယ့်2026ခုနှစ်ထဲမှာ IPO လုပ်တော့မယ်လို့ဒါပြီးခဲ့တဲ့ပေါ့နော်မကြသေးခင်တုန်းကမှ Elon Musk ကရောဒါ Bloomberg သတင်းဌာနရောအတည်ပြုပေးလိုက်တာမျိုးဖြစ်ပါတယ်အဲ့တော့ SpaceX အနေနဲ့ဆိုလို့ရှိရင်ဒါ Elon Musk ရဲ့ပေါ့နော် stake ပိုင်ဆိုင်မှုဘယ်လောက်ရာခိုင်နှုန်းအပြင်ရှိတယ်လဲဆိုလို့ရှိရင်သူကတော့ SpaceX company ထဲမှာ42ရာခိုင်နှုန်းတော့stake ownership ရှိထားတယ်ပေါ့နော် Elon Musk က SpaceX company ထဲမှာဆိုလို့ရှိရင် share အများဆုံးပိုင်ဆိုင်ထားတဲ့သူအနေနဲ့ရှိတာမျိုးဖြစ်ပါတယ်အဲ့တော့ SpaceX ထဲမှာဆိုလို့ရှိရင်ဒီလောက်ရာခိုင်နှုန်းအပြင်ပေါ့နော်အများကြီးပိုင်ဆိုင်ထားတာဖြစ်တဲ့အတွက်ကြောင့် SpaceX company က IPO ပြုလုပ်လိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီ valuation တန်ဖိုးဟာပေါ့နော်company valuation တန်ဖိုးကဒေါ်လာ1.5 trillion အထိမြင့်တက်သွားနိုင်တယ်လို့လည်းသိထားကြတယ်ပေါ့နော်ခန့်မှန်းထားကြတာမျိုးဖြစ်ပါတယ်အဲ့ဒီလိုများဖြစ်မယ်ဆိုလို့ရှိရင်တော့ Elon Musk ရဲ့ချမ်းသာကြွယ်ဝမှုတန်ဖိုးဟာဆိုလို့ရှိရင်ဒေါ်လာ1 trillion နီးပါးလောက်အထိကိုမြင့်တက်သွားနိုင်တယ်လို့လည်းဒါဈေးကွက်ကကျွမ်းကျင်သုံးသပ်သူတွေဟာသုံးသပ်ထားတာမျိုးရှိပါတယ်ပေါ့နော် SpaceX ဟာဆိုလို့ရှိရင်တော့အဓိကအာကာသသယ်ယူပို့ဆောင်ရေး company အနေနဲ့ရှိနေတာမျိုးဖြစ်ပြီးတော့မှသူ့ရဲ့အဓိကလုပ်ငန်းတွေထဲမှာဆိုလို့ရှိရင်လက်ရှိကမ္ဘာနဲ့အဝန်းပေါ့နော်အသုံးပြုနေကြတဲ့ Starlink နီးပညာကွန်ရက်ပေါ့နော် internet ကွန်ရက်ကိုလည်းလှုပ်ဆောင်နေတာမျိုးဖြစ်ပါတယ်အဲ့တော့ SpaceX တာပေါ့နော် IPO လှုပ်ဆောင်လိုက်မယ်ပေါ့နော် public အဖြစ်ကိုကူးပြောင်းလိုက်မယ်ဆိုလို့ရှိရင်တော့ဒါ IPO raise လုပ်နိုင်တဲ့အမောင့်ကတော့ဒေါ်လာ30ဘီလီယံအထိရှိနိုင်တယ်လို့ခန့်မှန်းထားကြတာလည်းဖြစ်ပါတယ်အကယ်၍ IPO raise လုပ်တဲ့တန်ဖိုးဒီဒေါ်လာ30ဘီလီယံဖို့အထိရှိလာခဲ့မယ်ဆိုလို့ရှိရင်တော့ဒီကမ္ဘာသမိုင်းမှာပေါ့နော်ကမ္ဘာဈေးကွက်သမိုင်းမှာ company တွေအားလုံးထဲမှာပေါ့ private ကနေ public ကိုကူးပြောင်းတဲ့အခါမှာဒီ stock exchange တွေပေါ်မှာပေါ့နော်စည်ရင်သွင်းပြီးတော့မှအများပြည်သူတွေစီကိုပထမဦးဆုံးကနဦး share ထုတ်ဝေရောင်းချတဲ့လုပ်ငန်းစဉ်ပေါ့ initial public offering IPO ပြုလုပ်တဲ့အခါမှာဆိုလို့ရှိရင် IPO raise လုပ်တဲ့တန်ဖိုးဒီဒေါ်လာ29.4ဘီလီယံနဲ့အများဆုံးစံချိန်တင်ထားတဲ့ပေါ့နော် Saudi Aramco company ရဲ့စံချိန်တင်တဲ့ပမာဏထက်ကိုတောင်မှဒါ SpaceX ကစံချိန်ချိုးသွားနိုင်ချေရှိနေတာမျိုးဖြစ်ပါတယ်
တော့အဲ့လို IPO လောက်ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်လည်း company ရဲ့ပေါ့နော် valuation တန်ဖိုးကဆိုလို့ရှိရင်ဒေါ်လာ 1.5 trillion လောက်ထိမြင့်တက်သွားနိုင်ချေရှိတယ်လို့ခန့်မှန်းနေကြတာမျိုးလည်းဖြစ်ပါတယ်အဲ့တော့အဲ့ဒီရဲ့တန်ဖိုးကိုပေါ့နော်ကျမတို့အနေနဲ့အလွယ်ကူဆုံးနားလည်တော့ပေါ့အောင်ဆိုလို့ရှိရင်အခုဒီမှာပုံလေးနဲ့တကွာပြထားပါတယ်ပေါ့နော်ပုံလေးနဲ့တကွာပြထားပါတယ်ဒီမှာအဆောက်အဦတစ်ခုရှိပါတယ်ဒါကို SpaceX company ရဲ့အဆောက်အဦလို့ဒီမြင်အောင်ကြည့်လိုက်ပါပေါ့နော် SpaceX company တစ်ခုလုံးရဲ့တန်ဖိုးလို့မြင်အောင်ကြည့်လိုက်ပါအဲ့ဒီရဲ့တန်ဖိုးအကုန်လုံးကို company valuation လို့ခေါ်တာဖြစ်ပါတယ်အဲ့တော့ SpaceX company တစ်ခုလုံးရဲ့တန်ဖိုးဟာ 1.5 trillion လောက်ထိရှိသွားနိုင်တယ်ပေါ့နော် IPO raise လုပ်တဲ့ amount ကတော့သူတို့က IPO ထုတ်ဝေရောင်းချတယ်ဆိုတာက share အတစ်ကိုထုတ်ဝေရောင်းချတာဖြစ်ပါတယ်အဲ့တော့ share အတစ်ဆိုတာကဒီ company ရဲ့ဒီတစ်စိတ်တစ်ပိုင်းနေနဲ့ရှိနိုင်တဲ့တန်ဖိုးကိုပြောတာဖြစ်ပါတယ်ပေါ့နော်လောလောဆယ်မှာဆိုလို့ရှိရင်တော့အရှိကပြထားခဲ့တဲ့ပုံလေးမှာဆိုလို့ရှိရင် Elon Musk ကဒါ42ရာခိုင်နှုန်းလောက်အထိ stake ပိုင်ဆိုင်မှုပါဝင်ထားတယ်။ကျန်တဲ့အထဲမှာဆိုလို့ရှိရင် Google တို့တခြားတော့လုပ်ငန်းတွေကလည်းဒီ SpaceX ထဲမှာ stake ပါဝင်ပိုင်ဆိုင်ထားတာမျိုးတွေရှိတယ်။အဲ့တော့အဲ့ဒါတွေကတော့လက်ရှိအနေအထားမှာ private company အနေနဲ့ရှိနေစင်မှာပေါ့နော်။ဒီ private ownership အနေနဲ့ရှိနေကြတာမျိုးဖြစ်တယ်။ public ကိုကူးပြောင်းတဲ့အခါမှာကျတော့ရှိနေပြီးသား share ရတဲ့အပြင်ပေါ့နော်။ share အတစ်တွေကိုထုတ်ဝေရောင်းချဖို့လိုတယ်အဲ့တော့ share အတစ်က company ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ထုတ်ဝေရောင်းချတာဖြစ်တော့အဲ့ဒီရဲ့တစ်စိတ်တစ်ပိုင်းထုတ်ဝေရောင်းချမှုကို IPO raise amount လို့ခေါ်တာဖြစ်ပါတယ်ပေါ့နော်အဲ့ဒီရဲ့ IPO raise amount ဒေါ်လာ30 billion နဲ့ထုတ်ဝေရောင်းချဖြစ်သွားခဲ့မယ်ဆိုလို့ရှိရင်တော့ဒါ SpaceX company ဟာ Saudi Aramco ရဲ့စံချိန်ကိုချိုးသွားမှာဖြစ်ပါတယ်ကမ္ဘာတမိုင်းမှာဆိုလို့ရှိရင် IPO လုပ်တဲ့တန်ဖိုးအမြင့်ဆုံး company အဖြစ်မှတ်တမ်းဝင်တော့မှာမျိုးဖြစ်ပါတယ်ပေါ့နော်အဲ့ဒီလို IPO လုပ်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒီ investor တွေအနေနဲ့က IPO share ကိုဝယ်ယူချင်တယ်ဆိုလို့ရှိရင်အဓိကစောင့်ကြည့်ရမှာကတော့ဘာလဲဆိုရင် S1 fund ပဲဖြစ်ပါတယ် S1 fund ဆိုတာကဒီ private company တွေအနေနဲ့ public အဖြစ်ကိုကူးပြောင်းတဲ့အခါမှာပေါ့နော်ဒီငွေချေးသက်သေခံလက်မှတ်ရေးကြီးကြပ်ရေးကော်မရှင်ရှိပါတယ် SEC လို့ခေါ်တယ်ဒီကြီးကြပ်ရေးကော်မတီစီကိုသွားပြီးတော့မှသူတို့တွေဒီဒါ IPO လောက်ဆောင်ဖို့ရအတွက်လိုအပ်တဲ့ပေါ့နော် legal document တွေတင်ပြရတာမျိုးဖြစ်ပါတယ်အဲ့ဒီတော့တင်ပြတဲ့အခါမှာဆိုလို့ရှိရင် S1 fund ထဲမှာဘာတွေပါဝင်နိုင်သလဲဆိုတော့ဒီ company ရဲ့ပေါ့နော် revenue ဒီဘယ်လိုမျိုးရှိနေတယ်လဲဒီ audit တွေနဲ့တေချာစရင်ရှင်းလင်းရေးပြုလုပ်ထားတဲ့စရင်စစ်ထားတဲ့ဘဏ္ဍာရေးရှင်းတန်းကြီးတွေကိုတို့တွေဖော်ပြရမှာမျိုးဖြစ်ပါတယ်အဲ့တော့အဲ့ဒီရဲ့ financial statement တွေထဲမှာဆိုလို့ရှိရင် investor တွေအနေနဲ့ဒီ company ရဲ့ revenue တွေအမှန်တကယ်ရရှိထားတဲ့ profit တွေဘယ်လောက်ရှိမလဲဆိုတာကိုသိနိုင်တယ်ပြီးတော့ SpaceX မှာဆိုလို့ရှိရင် Starlink ကိုအသုံးပြုနေတဲ့သူတွေအရေးအတွက် user အရေးအတွက်တွေသိနိုင်တယ် company ရဲ့ valuation တန်ဖိုးအစစ်အမှန်တွေဘယ်လောက်ရှိတယ်လဲဆိုတာကိုဒါပညာရှင်တွေတွက်ချက်ထားတာမျိုးတွေကိုသိရှိနိုင်မှာမျိုးဖြစ်တယ်ပြီးခါမှာ IPO share price ဒီဘယ်လောက်နဲ့ရောင်းမှာလဲဆိုတာမျိုးကိုသိရှိနိုင်မယ် Elon Musk ရဲ့အမှန်တကယ် SpaceX ထဲမှာပိုင်ဆိုင်နေတဲ့ ownership amount ကိုလည်းအတိအကျသိရှိနိုင်မှာမျိုးဖြစ်ပါတယ်ပြီးခါမှာ SpaceX အနေနဲ့ IPO လုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီ IPO လုပ်လိုက်ခြင်းကနေအမှန်တကယ်ရရှိလာမယ့် IPO raise amount ဒီဘယ်လောက်ရှိနိုင်မလဲဆိုတာမျိုးတွေကိုကျမတို့အနေနဲ့ဒီ S1 fund ထဲမှာသွားပြီးတော့မှလေ့လာသိရှိနိုင်မှာမျိုးဖြစ်ပါတယ်အဲ့တော့ IPO လုပ်လိုက်ပြီးဟေ့ဆိုတဲ့အခါမှာshare တစ်တွေကိုထုတ်ဝေရောင်းချမှာဖြစ်တယ် public ကိုထုတ်ဝေရောင်းချမှာဖြစ်တဲ့အတွက်ကြောင့်ငကိုတုံးက private company တုံးကဝယ်ယူဖို့အခွင့်အရေးမရှိခဲ့တဲ့ပေါ့နော် investor တွေအနေနဲ့လည်းဒါ IPO share တွေကိုဝယ်ယူဖို့ရအတွက်ကိုအခွင့်အရေးရသွားမှာမျိုးဖြစ်ပါတယ်အဲ့ဒီတော့ဒီ IPO share တွေကိုဝယ်ယူတဲ့အခါမှာတော့ပေါ့နော်တတိထားတဲ့ risk and reward တွေတော့ရှိပါတယ်အဲ့ဒါကတော့ဘာလဲဆိုတဲ့အခါမှာပေါ့နော် reward ဒီအနေနဲ့ဆိုလို့ရှိရင်တော့ဒါ IPO လောက်ဆောင်တဲ့အခါမှာပထမဦးဆုံးဒီဝယ်ယူခွင့်ရတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်စစချေ IPO လောက်လိုက်တဲ့အခါမှာဥပမာဈေးကပေါ့နော်$10လောက်နဲ့ IPO လောက်လိုက်တယ် share တစ်စောင်းကိုပေါ့ကိုဝယ်ပြီးတဲ့အခါမှာထပ်ပြီးတော့မှဈေးကမြင့်တက်လာတယ်ပေါ့နော်ချက်ချင်းလက်ငင်းမဲ့ IPO ကရေပန်းစားတယ်ရေပန်းစားတဲ့အခါမှာဆိုလို့ရှိရင်ဒီချက်ချင်းလက်ငယ်မဲ့ဈေးတက်လာခဲ့မယ်ဟေ့ဆိုလို့ရှိရင်တော့ကိုကပေါ့နော်အကျိုးအမြတ်တွေရရှိနိုင်မှာမျိုးဖြစ်ပါတယ်
အကယ်၍ပေါ့ဒီ IPO ဝယ်ယူထားတဲ့အခါမှာကိုကအစောဆုံးဝယ်ယူနိုင်တဲ့သူမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ရေရှည်မှာဆိုလို့ရှိရင်ဈေးတက်လာနိုင်တဲ့အနေအထားမျိုးတွေရှိနိုင်ပါတယ်ပေါ့နော်။ဥပမာ Google တို့လိုမျိုးဆိုလို့ရှိရင်ဒီ IPO စလုပ်တုံးကဈေးနဲ့အခုဈေးနဲ့ဆိုလို့ရှိရင်အခုလက်ရှိ share ဈေးက IPO လောက်တုံးကဈေးထက်ကိုအစပေါင်း90ကျော်လောက်ထိမြင့်တက်လာခဲ့တာမျိုးဖြစ်ပါတယ်။အဲ့ဒီတော့ကြောင့်အစောဆုံးမှာဆိုလို့ရှိရင်ကိုကဝယ်ယူထားတာဖြစ်တဲ့အတွက်ကြောင့်ဈေးကွက်ထဲကိုပထမဆုံးထုတ်ဝေရောင်းချတဲ့အခါမှာရရှိထားတဲ့အနှိမ်ဈေးသဘောမျိုးကိုကိုကရနိုင်တာမျိုးဖြစ်တယ်ပေါ့နော်။အဲ့တော့ရေရှည်အတွက်ကိုလက်ကင်ထားမယ်ဟေ့ဆိုလို့ရှိရင်တော့ဒါအကျိုးအမြတ်တွေရရှိနိုင်တဲ့အနေအထားမျိုးတွေဒါအလားအလာများစွာရှိနိုင်မှာမျိုးအခွင့်အရေးကောင်းများစွာရှိနိုင်မှာမျိုးဖြစ်ပါတယ် risk တွေအနေနဲ့ကကြတော့ဗာလဲဆိုတဲ့အခါမှာအများကြီးရှိနိုင်ပေမဲ့ပေါ့နော်အဓိကအားဖြင့်ကတော့ oversubscribe လုပ်တဲ့ဟာမျိုးနဲ့တိုးတယ်ဆိုလို့ရှိရင်တော့ကိုကအမြင့်ဈေးဝယ်မိတာမျိုးဖြစ်တတ်တယ်အဲ့တော့ IPO ဈေးကြီးကြီးနဲ့ဝယ်လိုက်ရတဲ့ဖြစ်စဉ်မျိုးပေါ့နော် oversubscribe လုပ်တယ်ဆိုတာကတော့ဒီရောင်းမဲ့ share အရေးအတွက်ထပ်ဆလို့ရှိရင် order တင်ထားတဲ့အရေးအတွက်ကများနေတာမျိုးပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင် IPO ဈေးကမြင့်သွားတတ်ပါတယ် IPO ဈေးကိုခက်မြင့်မြင့်ကြီးနဲ့ကိုယ်ဝယ်လိုက်ပြီးတဲ့အခါမှာ insider တွေကရက်ပိုင်းအတွင်းမှာတို့ profit taking လုပ်လိုက်တယ်ဆိုလို့ရှိရင်ကိုယ့်အနေနဲ့ဆုံးရှုံးနိုင်တဲ့ risk မျိုးတွေကိုကြုံရနိုင်တာမျိုးရှိပါတယ်ပေါ့နော်နောက်တစ်ခုကတော့ဆက်စချင်း public ကိုထုတ်တဲ့အခါမှာဝယ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ရောင်းချင်တဲ့တူတွေဝယ်ချင်တဲ့တူတွေပေါ့နော်ကြိတ်တိုးနေမှာဖြစ်တဲ့အတွက်ကြောင့်ဈေးနှုန်းဟာကတောင်းကနေဖြစ်မဲ့ volatile ဖြစ်တာမျိုးတွေဈေးကစားမှုတွေကြုံရတာမျိုးတွေရှိကောင်းရှိနိုင်ပါတယ်နောက်တစ်ခုကကျတော့ဒါဒီ insider တွေပေါ့နော်လက်ရှိထားတဲ့ private market ကနေကင်ထားတဲ့ investor တွေအနေနဲ့ IPO လုပ်ပြီးသွားတဲ့အခါမှာ share ဈေးကငကိုကထပ်ပို့ပြီးတော့မှမြင့်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအချိန်မှာတို့လိုအပ်ရင်လိုအပ်သလိုအမျက်ငွေဖော်တာမျိုးတွေရှိနိုင်နေပေါ့နော်အဲ့ဒီအခါမှာဆိုရင်ဈေးကျတဲ့ risk မျိုးတွေကြုံရနိုင်တာမျိုးရှိပါတယ်ဒါကတော့ IPO share တွေကိုဝယ်တဲ့အခါမှာကိုယ့်အတွက်ပေါ့နော်အခွင့်အရေးရနိုင်သလားမရနိုင်ဘူးလားဆိုတဲ့ဟာကဒီ risk and reward ဒီပေါ်မှာလည်းများစွာမူတည်နေတာမျိုးဖြစ်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့တတိထားရမှာကတော့ပေါ့နော်ဈေးကွက်ရဲ့အနေအထားကိုလည်းတတိထားဖို့လိုပါတယ်ဒီ broad market ကြီးတစ်ခုလုံးပေါ့နော်ဈေးကွက်ကြီးတစ်ခုလုံးမှာဆိုလို့ရှိရင်ဘယ် market ကိုကြားရောက်နေတဲ့အချိန်ခါမျိုးဒါမှမဟုတ်လို့ရှိရင်ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဖြစ်စေဒါမှမဟုတ်ရင်ဒီ American ဆိုရင် stock share အတွက်ဆိုရင် American စီးပွားရေးဖြစ်စီပေါ့နော် recession ဆိုင်နေတဲ့ကာလမျိုးတွေမှာဆိုလို့ရှိရင်တော့ဒီ share ဈေးနှုန်းဟာ IPO လုပ်ပြီးခါစားမှာတိတ်ပြီးတော့မှအတက်ဖက်ကိုမသွားတာမျိုးတွေကျသွားတာမျိုးတွေလိုမျိုးတွေ risk တွေရှိတတ်တဲ့အတွက်ကြောင့်မလို့ပတ်ဝန်းကျင်ရဲ့စီးပွားရေးကိုလည်းကိုကတတိပြုဖို့လိုအပ်တာမျိုးဖြစ်ပါတယ်ဒါကတော့ Elon Musk ရဲ့ SpaceX company ဒီဒါ IPO လုပ်ဖို့ရှိနေတယ်အဲ့ဒီခါမှာဆိုလို့ရှိရင် individual investor တွေအနေနဲ့ပေါ့နော်ဒီ SpaceX company ရဲ့ share ကိုဝယ်ဖို့ရာအတွက်ကိုအခွင့်အရေးတွေရရှိလာနိုင်မှာမျိုးဖြစ်တယ်။အဲ့ဒီပေါ်မှာ IPO ကိုဝယ်သင့်မဝယ်သင့်ဆိုတာမျိုးလေးတွေကိုဒီ risk and reward အကြောင်းအချက်လေးတွေနဲ့ဒါချင်းချိန်ပြီးတော့မှလည်းသုံးသပ်လို့ရတာမျိုးဖြစ်ပါတယ်။မဝယ်ခင်မှာလည်းဒါ S1 form မှာလေ့လာလို့ရနိုင်တာမျိုးလေးကိုမျှဝေလိုက်တာမျိုးဖြစ်ပါတယ်။ဗီဒီယိုလေးကိုကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။